အားလုံးပဲမင်္ဂလာပါဗျာကဲဒါဆိုကျွန်တော်ဒီနေ့ variation လုပ်ပြတော့မယ်ဆိုတော့ဟုတ်ပဲဘောမရက်ကွက်ကကောင်းကြည့်ရတာဒီကောင်နည်းနည်းကြောင်နေပုံဖြစ်တယ်နော်ဒါမှတော့မဟုတ်ဘူးသူပြောဖို့ဆိုပုံတယ်ဒီကောင်ကြည့်ရတာဆေးကြောင်နေတယ်နော်ကျွန်တော်မြင်တာပြောပြတာနော်ဒီကောင်တာမှမဟုတ်ဘူးဆိုတော့လုံးဝတေချာတယ်ဗျဒါပေမဲ့ဒီကောင်တော့နည်းနည်းလူသိညာလာပြီဒါပေမဲ့ကျွန်တော်ကတော့မသိဘူးဖွင့်လင်းပဲကဲဆိုတော့ကျွန်တော်တို့ဒီတော်လန်ဖက်ရှန်ကိုသူဘယ်လိုတွေတော့ပြောထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်အောင်ဗျာအခုဆို၄နှစ်ကျော်၅နှစ်တောင်ရောက်နေပြီရှက်စရာကြီးတကယ်တမ်းဆိုဟာအုတ်ချုပ်လို့မရသေးရလို့ဆိုပြီးတော့စံထားပြနေုံနဲ့မပြီးဘူးရွာလုံးကျဟာမာလာတွေအုတ်ချုပ်တာဒီကောင်ပြောတော့တဲ့စကလုံးတစ်လုံးစီတိုင်းမှာတကယ်မိုက်ရိုင်းတယ်တော့ဒါတူတယောက်စီတစ်ဖွဲ့စီကိုစော်ကားတာမဟုတ်အကုန်လုံးစော်ကားပြလိုက်တာနော်တကယ်ကိုမိုက်ရိုင်းတယ်ပြောသွားတာအဲ့ဒါကျွန်တော်ပြောတဲ့စကားဟုတ်လားမဟုတ်ဘူးလားဆိုတာကိုကြည့်လိုက်ကြတကယ်မခံဘူးဟေးငါတို့ကဆိုပြီးတဲ့အခါမှာရွာလုံးကျကိုဟဲ့လားကိုဟာကိုကျုပ်တို့ကတက်သေးတဲ့ရွာမျိုးတွေများဆဆရှိသင့်ပြီဘာမှဘုံလေချောင်းတိုက်ခိုက်မှုတွေဘာတွေညာတွေအထိဘာမှခံရစရာစောက်ကြောင်းတောင်မရှိဘူးကိုဟာမှအခုချိန်ဒီငါတို့ NUG CRPH ကအုပ်ချုပ်လို့မရသေးဘူးဟိုကောင်လေးကငါတို့ကိုလာပြီးတဲ့အခါမှာစစ်ကြောင်းထိုးလိုက်ဘာလုပ်လိုက်တယ်လုံနေအဲ့ဒီဟာမျိုးငါတို့မခံဘူးဟေးလို့ဆိုပြီးတဲ့အခါမှာတက်သေးကိုရွာလုံးကျဟလာပစိုးတွေဂွန်းတိုင်းပြီးတဲ့အခါမှာလေပင်းတွေချိတ်ပြီးတဲ့အခါမှာကျိုးဆွဲချပြီးတော့သေတဲ့ညီပေါ်ရွာတွေပေါ်ပေါက်လာတဲ့မိပြောတော့တာကြည့်သူကကျွန်တော်တို့အခုဒီ PDF တွေရှိတဲ့နေရာတွေ PDF တွေရှိတဲ့ရွာတွေအဲ့ဒီမှာရှိတဲ့ပြည်သူလူထုတွေကမာလာစက်ကြောင်ထိုးတာကိုကြောက်ပြီးတော့ကျွန်တော်တို့တွေကကိုယ့်အကိုဆွေးဆက်ပေးရမယ်ဟမ်အဲ့လိုပုံစံမျိုးဒီကောင်ကြည့်ရတာဒီကောင်ဆေးချနေနဲ့တန်းလိုက်ဒီကောင်စိတ်ကူးပေါ်လို့လာပြောတာဖြစ်မယ်နော်တကယ်ပြောတာတော့တကယ်ပြောတာနော်ဒီကောင်တာမန်တော့လုံးဝမဟုတ်ဘူးကြည့်လိုက်သူနော်တကယ်သူပြောပုံဆိုပုံကတလို့ကဲဆုံးထိကြည့်လိုက်အောင်ဗျာဒါဇီကာရီဆိုတဲ့ဟာကဇီလောက်ပေါ့နော်ဇီလောက်ဆိုတဲ့ဟာကအဲ့လောက်ရေးကြည့်တယ်ဟာဖက်စစ်ဂျပန်တွေတော့ဆိုဖက်စစ်ဂျပန်တွေအလေးပြုပြီးတဲ့အခါမှာဥညွတ်လိုက်ရတဲ့ကျေးရွာတွေရှိတယ်ဖိလစ်ပိုင်ဘက်ကရွာတွေဆိုအဲ့လိုမျိုးပဲရွာလုံးကျဟာဖက်စစ်တွေအုပ်ချုပ်မှုဟာမခံရစေရဆိုပြီးတဲ့အခါမှာအဲ့လိုမျိုးကိုတတ်သိမှုတွေရှိဖို့လိုအပ်တယ်သူများကျုပ်ဆိုလိုချင်တာကသူများတက်လို့လင်းနဲ့ဘုံလာကျဲလို့သေတဲ့ဟာမျိုးကိုကျုပ်တို့ဆိုလိုချင်တာမဟုတ်ဘူးနော်ဟဲ့အောင်ငါပြောလိုက်မယ်အဲ့ဒါလဲမြန်မာနိုင်ငံကမြန်မာမှတ်ပုံနဲ့ကင်ထားတဲ့ပြည်သူမဟုတ်ဘူးလားဒါဆိုမင်းတို့ကောင်တွေကမင်းတို့အဖမင်းတို့မအားလာကဘာကိုအုပ်ချုပ်တာလဲအဲ့ဒီရန်ကုန်နဲ့နေပြီးတော့တကွက်ပဲအုပ်ချုပ်တာလားဒါဆိုအဲ့မှာပဲနေကျန်တဲ့နေရာတွေလွတ်လိုက်တော့ပေးလိုက်တော့ရောယူသွားကြတော့လို့ငါမြို့မှာပဲနေတော့မလို့သူပြောချင်တဲ့ပုံကငါတို့ကမင်းတို့လာတာကိုကြောက်လို့ကိုယ့်ကိုစိုးစက်တင်ရမယ်ဟိုအထက်ကဘုံကျဲပြီးတင်မာတဲ့ဆိုင်အဲ့လိုမျိုးပါမင်းကတကယ်ဒီကောင်ကျွန်တော်ပြောသလိုပဲဒီကောင်ဒီလိုစက်ကားတွေကြည့်ပြီးတော့အဲ့ဒီစက်ကားတွေကဒီစက်ကောင်တွေဒီအဲ့ဒီအတိုင်းလိုက်ပြောလားဟမ်ဒီကောင်ငါကြောင်ရင်ကြည့်ရတာအမှန်မဟုတ်တာတော့လုံးဝ 100% သေချာတယ်ဟမ်ဘာကောင်လဲကွာနော်မြန်မာပြည်မှာနေပြီးတော့မြန်မာနိုင်ငံသားတယောက်ဖြစ်ပြီးတော့အမှားနဲ့အမှန်ဖြူနဲ့အမဲတော်မှမခွဲခြားတတ်တဲ့ကောင်ကဘယ်ဘက်ကမှားကျွန်တော်တို့တော်လန်ပြည်သူတွေကနွားလားကျွန်တော်ပြောတာကရှင်းလေးပဲအသိဉာဏ်ရှိတယ်ဘာကြောင့်တော်လန်တာလဲအဲ့ဒီဘောမားတယ်ဆိုတဲ့ကောင်တွေတဲ့အသိဉာဏ်အများကြီးတာလို့တော်လန်တာဗျာရှင်းလေးပြောပြတာကျွန်တော်လည်းနေသားလို့နေရတာပေါ့ဘာလို့တော်ထဲမှာဒုက္ခခံပြီးရှင်းခိုက်ခံပြီးနေမှာလဲငယ်ပြက်နဲ့ဟုတ်တယ်မလားကိုနဲ့မဆိုင်လို့နေရတာပေါ့ဒါပေမဲ့ကိုယ့်ရဲ့မျိုးဆက်ကိုယ့်ရဲ့တိုင်းပြည်အတွက်နစ်နာခံအသက်ဆုံးဘဝတွေဆုံးမိသားစုတွေနဲ့ကိုယ်ပြဲပြီးတော့တကယ်မြန်မာနိုင်ငံကောင်းစားဖို့အတွက်နောက်ကနေလုံးဝ support ပေးနေတဲ့လူတွေ
ဟုတ်တယ်မလားကျွန်တော်တို့တွေကလည်းထိုင်ပြီးရှက်ခိုးတင်တယ်သူတို့တွေတကယ်ပြောတာရှင်းရှင်းလေးပဲကျွန်တော်တွေကတကယ်လို့အခု2026ရောက်နေပြီဗျာကျွန်တော်တို့တိုက်လိုက်လို့အခုဆိုလက်ရှိအရှင်နေမြေပြင်ရှင်နေလက်ကြည့်လိုက်အခုဆိုရင်နိုင်ငံတကာဟိုမှာ17နိုင်ငံကပြီးတော့ဒီမဲအွန်လိုင်းကိုဖိအားပေးနေပြီနော်တော်ဆောင်စုကြီးကိုရှင်းရှင်းထုတ်ပြဖို့ခိုင်းတာဟိုမှာမွေးနေ့မှာပြောရတာဟုတ်တယ်မလားတခြားနိုင်ငံတွေကိုလည်းရင်ကုန်နှုတ်ပိတ်မနေနဲ့သူ့လိုမျိုးတောင်းဆိုဖို့အတွက်သူပြောသွားတာလေနော်အခုမဲအောင်လိုက်ဟဲဖြစ်နေပြီရှာတန်းလိုက်ဖြစ်နေပြီဒီကောင်ဘယ်လောက်ဆက်ကနိုင်မှာလဲကောင်ဘယ်လောက်လုံနိုင်မှာလဲဟမ်ကျွန်တော်တို့ဘက်ကတခဏနာပေးလိုက်ရတဲ့မျိုးတွေကြီးအခုလက်ရှိဆိုရှင်းပြည်နယ်ဟိုမှာအဲ့ဒီမတူပီတို့ဟာကာတို့ဖက်ချမ်းပါဟိုမှာပေးလိုက်ရတာတခဏတာဟုတ်တယ်မလားကြည့်လိုက်တော့မျိုးလာလော်ဘီတွေအော်တာပေးလိုက်ရပြီငါတို့ရပြီဘာဖြစ်တယ်ညာဖြစ်တယ်ဟိုခဏလေးလှုပ်ပလိုက်တာအဲဝင်လို့ဝင်ခိုင်းတာပြီးတော့အခုလက်ရှိအပြင်မှာအကုန်လုံးပိတ်ဆို့ထားပြီအပြင်ကိုမထွက်ခိုင်းတာအဲ့ကောင်တွေသေးပေါက်ဖို့တောင်မှသေးအထဲမှာပဲပေါက်ခိုင်းတာဟုတ်တယ်မလားဒါပညာပဲဒါ view ပါပဲအဲ့ဒါတွေကိုဟိုဘက်က lobby တွေကဘာမသိညာမသိဟိုသူတို့ကဟိုလက်လွတ်ထားတဲ့မြို့လေးကိုသူတို့ဘက်ကလူတွေဝင်လာပြီဆိုတာပျော်နေကြတာတကယ်တော့ထောင်ချောက်ထဲကိုကွတ်တင်ဝင်သွားတာဟောတယ်မသိဘူးကဲဆိုတော့ဒီကောင်ကျွန်းနေတာဟိုဘက်တရောက်သွားတယ်တကယ်ကိုနော်ကဲစကြည့်အောင်ဗျာကိုတက်တယ်ရမှာကိုရွေးချက်သူများတက်လို့တည်တဲ့ဟာကစောက်ဘာစောက်စင်မှရှိတဲ့ကိစ္စမဟုတ်ဘူးဒေါ်လာရဲ့ value အရာဆိုရင်အဲ့တော့ခင်ဗျားတို့နီပေါ်တွေကိုကျုပ်တို့ဟာအဲ့လိုဇီလောက်ဘယ်နှကောင်ရှိတော့ကိုတက်တယ်သွားတဲ့ကောင်ဘယ်နှကောင်ရှိတော့နီပေါ်ထဲမှာကျုပ်တို့ကအဲ့လိုမျိုးမြင်ချင်တာအဲ့တော့မှခင်ဗျားတို့ကျုပ်တို့ကလေးစားလို့ရမှာမဟုတ်ရင်ကျုပ်တို့ကဘာနဲ့ခင်ဗျားတို့ရဲ့လီးကြတော့မသိဘူးရနေငါတို့တော်လန်နေတာမင်းတို့ထောက်ကမဟုတ်ဘူးမင်းတို့ရဲ့စူစိုက်ဘုံဘင်းလုပ်တဲ့ကောင်ဘယ်နှကောင်ရှိတော့မင်းတို့ရဲ့ဇီလောက်ဟလားကိုတက်သေးပြီးတဲ့အခါမှာအုတ်ချုပ်လို့မရသေးရလို့ဆိုပြီးတဲ့အခါမှာလွတ်ပြသွားတဲ့ကောင်ဘယ်နှကောင်ရှိလို့ငါတို့ကလေးစားမှာတော့ဒါကျုပ်ကရှင်းမေးတာဟဲ့ငါတို့တော်လန်ဖက်ရှန်ကလူတွေကပြက်သားတယ်နောက်ဆုံးမင်းတို့ဖက်ကမအားလာကလာပြီးဘုံတွေနဲ့တနိုင်ငံလုံးကျဲတော့လဲတယောက်တည်းကြံလဲတယောက်တည်းတော်လာမယ်ရှင်းလားမင်းကဆူဆိုက်လုပ်တယ်ဆိုတာအရှုံးပေးတာအခုအရှုံးမပေးလို့ပဲနေဗီဒိုနာရောက်နေပြီနေဗီဒိုဘယ်နဲ့ဘုံပေါက်မလဲဆိုတာမင်းတို့ထိုင်ကြည့်ထိုင်ဆောင်လိုက်ကြသိလားမကြတော့ဘူးမင်းတို့ဘယ်လောက်ထိရည်နိုင်အောင်မလဲပြုံးနိုင်အောင်မလဲဆိုတာတော့ကြည့်ရတာပေါ့ဘယ်ရမစိုးဘာမှတင်မြဲရှင်တေချာတဲ့အရာမဟုတ်ဗျဟုတ်တယ်မလားလာမှာပဲဟိုကလာမယ်ကြည့်ထားဒီကောင်ပြောတာကျွန်တော်တို့တွေအခုလက်ရှိကိုယ့်ကိုပဲတက်သေးရမလို့ပုံစံနဲ့မင်းဟိုမှာဆေးချတဲ့ရှိတော့ချသွားစောက်ပူရလာပြောရင်ကြည့်ရတာသူ့ကြည့်ရတော့ကိုယ်ပါခန္ဓာကိုယ်တွေပါလိန်ကျင်လာပြီအကျိုးတွေပါဆွဲကျင်လာပြီကဲဘယ်ကြီးပဲဒါလည်းမဖမ်းဘူးနော်ဒါလည်းဟိုဘက်ကကောင်နေမဖမ်းဘူးဘယ်ဖမ်းမလဲသူတို့အလိုတူလိုပါတွေပဲဟုတ်တယ်မလားဟုတ်နော်အထက်ကအကောင်ကြီးတွေကရောင်းအောက်ကဒီခွေးတောင်စားတွေကယူဝယ်ပြီးသုံးမိုက်တော့မိုက်တာပဲစီဝါကိုနီကောနဲ့တော့ဖြစ်နေတာပဲဒီကဲကိုနိုင်ငံကိုဖြစ်စည်းနေတဲ့ကောင်တွေဒီကောင်တွေနော်အဲ့ဒါလေးတွေပေါ့နော်ပြီးတဲ့အခါမှာဥပဒေနဲ့အညီပေါ့နော်ဆိုတော့ခင်ဗျားတို့ကဘာဥပဒေတွေနဲ့ဘယ်လိုတွေသွားနေရတော့ခင်ဗျားတို့ကဘာဖြစ်တုံးဆိုတော့မေ့သွားတယ်သူပြောမှတော့ very dangerous very dangerous ခင်ဗျားတို့သိကျင်တာလေးလောက်ခင်ဗျားတို့သိတာလေးလောက်နေရောက်နေမကြောက်ငါတို့အဲ့လောက်ငါတို့ပြောနေရတယ်ငါတို့ထောက်ခံကြစမ်းအေးလို့တယ်လို့ဆိုပြီးတော့လုံးလို့မရဘူးအဲ့ဒါအခုဖြစ်နေတယ်ကျုပ်တို့တိုင်းပြည်ဖြစ်နေတဲ့စပ်ပတနာရဲ့ဟာအဲ့ဒါပဲ little knowledge very dangerous ခင်ဗျားတို့ဘာသာခင်ဗျားတို့ပထွေးမုံလေးမုံပြီးတဲ့အခါမှာခင်ဗျားတို့မှီသလောက်သိသလောက်
ဟုတ်လားတော်လိုင်းခေဟောင်းတော်လိုင်းရဲ့ theory နဲ့လုံနေတဲ့ဟာကိုဟာကျုပ်တို့လိုကောင်တွေက21ရာစုမှာနေနေတဲ့ကောင်တွေကခင်ဗျားတို့ကိုထောက်ခံရမှာလား မင်း21ရာစုမှာနေလို့တော်သေးတယ်နော်မှားနဲ့မှာဘယ်ဟာမှမခွဲခြားနိုင်တဲ့ကောင်ဟင်မင်းလိုကောင်တွေအများကြီးရှိလို့တိလားမဟာလာကလူပေါင်းဝနေတာမြန်မာပြည်ကိုတက်ခွနေတာမင်းလိုကောင်တစုမင်းလိုဘောမတွေရှိလို့ဟင်မဟုတ်ရင်ပြီးတော့တာကြာပြီတော်လိုင်းကပြီးတာကြာပြီတိလားမင်းလိုကောင်တွေဂျားတွေကနေတိတယ်မလားအငယ်တော့ကဟိုအဖေကကိုသားသမီးရိုက်အမေကရှိကနေကစီအခုအဲ့လိုမျိုးပဲလူတော့ဂျားတဲ့နဲ့ကစီမင်းတို့ဒီလိုကောင်းနေရှိလို့တကယ်ပြောတာကသိလားတကယ်ကွာမင်းတို့ကောင်းနဲ့စကားပြောရတာတော်တော်တနတယ်ရုပ်ကလေးကြည့်အောင်ဘယ်နဲ့ကမ်းမလို့မသိဘူး ခင်ဗျားတို့ပါခင်ဗျားတို့စဉ်းစားလေငါတို့ဘုံကျဲခံနေရတာဘာဖြစ်နေတာတော့ little knowledge very dangerous ငါတို့ရဲ့အသိဉာဏ်ပညာသစ်သေးလေးကြောင့်မလို့ငါတို့ဘုံကျဲခံနေရတာလားဘာလားညာလားကိုယ့်ကိုစဉ်းစားခင်ဗျားတို့21ရာစုကြီးမှာကဘာကြီးကဘာကြောင့်မလို့အတန်းဖတ်သမားတွေကိုညစ်ဟိုပါအောင်အပြတ်ဖြတ်ပြီးတဲ့အခါမှာယဉ်ကျေးတဲ့လူအဖွဲ့အစည်းကြီးစီကိုကျင်ကျေးတယ်သူတို့ လမ်းမှာဒီအမေလိုးတွေမပါမှမရှိမှဖြစ်မှအဲ့လိုဆိုပြီးတဲ့အခါမှာဘာကြောင့်မျိုးဖြုတ်တုတ်တင်ရှင်းလင်းနေရတာတော့ဆိုတာအဲ့ဒီဟာကဝါအော်တာဖြစ်နေတယ်ခင်ဗျားတို့အခုကြည့်လေနော်အဲ့ဒါဆိုရင်အမေရိကဘယ်လိုလုပ်မလဲအမေရိကမှာနေပြီးတဲ့အခါမှာအမေရိကန်အလံမီးရှို့ပြီးတော့အမေရိကန်ရဲ့ဟာလူခွေရဘာဖြစ်လဲညာဖြစ်တယ်မေးလို့လူခွေပဲရမယ်လို့ကောင်းတယ်လောက်တာကမ်းမှာခင်ဗျားတို့ဥပဒေကနံပါတ်1ပဲမင်းပြောတဲ့ဥပဒေကမြန်မာပြည်မှာတော်တော်ကောင်းတယ်ဆိုတော့ပြည်သူလူထုအတွက်အဲ့ဒီဥပဒေနဲ့တော်တော်လုံခြုံမှုပေးတယ်တော်တော်ဝန်ဆောင်မှုပေးတယ်အဲ့ဒီဥပဒေနဲ့ဒါလုံခြုံကြတယ်မလားကျွန်တော်တို့မြန်မာနိုင်ငံမှာနေတဲ့လူတွေအဲ့တော့သူကဥပဒေအကြောင်းပြောပါတယ်အေးပေါ့ဒါကတော့သူရဲ့အတွေ့အမြင်ပေါ့နော်သူအယူဆပေါ့ဒါပေမဲ့နောက်ဆုံးမှာတော့ဘယ်ဟာအဖြေလဲဆိုတော့ထွက်လာမှာပဲဟုတ်တယ်မလားအမိုင်းတွေကိုကြည့်ဘာတွေပဲကြည့်အကုန်လုံးနောက်ဆုံးမှာတော့ဆိုးနဲ့အကောင်းတော့သူကလည်းသူကွဲသွားတာဘယ်ဟာကောင်းဘယ်ဟာဆိုးဆိုတာသိသွားတာဟုတ်တယ်မလားဆိုတော့ကျွန်တော်လည်းဒီကောင်နဲ့ကြိုင်ပြီးတော့မပြောချင်တော့ဘူးသူကြီးကတော့နဲ့သူလိန်နေတာတော့တိတောက်တယ်ကျွန်တော်တို့ဒီဗီဒီယိုဖက်တွေကိုကျွန်တော်တို့သူကမဲအွန်လိုင်းကဘုံကျဲတာပေါ့သူကပျော်နေတာဒီစဉ်းစားကြည့်နော်ဟိုအန်ယူဂျီကိုတော့ကျဲတာပီဒီအက်တော့ကျဲတာအဲ့ဒီပြည်သူကိုကျဲတာကိုသူကလက်ခမောခတ်နေတာဆိုတော့ဒီလိုကောင်ကမြန်မာနိုင်ငံအတွက်ဟုတ်တယ်မလားပြည်သူရှင်းမြန်မာနိုင်ငံအတွက်ဘာလုပ်လို့ရမလဲဒီကောင်မင်းလည်းပေါ့ကိုစူးစမ်းပဲလုပ်လိုက်တော့ရောက်ရဲ့မဟုတ်ရင်တော့မင်းအလှည့်လာမယ်မကြောက်ဘူးကဲကျွန်တော်ရဲ့ဗီဒီယိုလေးလည်းဒီလောက်ပဲဗျာကျွန်တော်ဗီဒီယိုအဆုံးထိအားပေးကြတဲ့တူတယောက်စီတန်းကိုလည်းကြည့်စို့အထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာကဲဒါဆိုကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာထပ်ဆုံကြမယ်ကျေးဇူးတင်ပါတယ်